ခင်ဗျားတို့ what dream ဆိုတာကိုကြုံမှုကြလား by the way ဒီ content က surgery content မဟုတ်ပါဘူး education purpose only ပါပဲဗျခင်ဗျားဟာအိပ်ပျော်နေနေအရင်ကိုလှပတဲ့ main ကလေးတယောက်ဒါမှမဟုတ်ပဲဆွဲဆောင်မှုရှိရဲ့အမျိုးသားတယောက်နဲ့တွေ့ဆုံပြီးရောဖိလို့ချိုင်တဲ့ကောင်းတဲ့ကိစ္စတွေဖြစ်ခဲ့ဘူးလားအေးဟာနိုးလာတဲ့အခါမှာလဲခန္ဓာကိုယ်တစ်ခုလုံးကပင်ပန်းနေပြီးတော့နှုံးချီရမျိုးခံစားဘူးလားဒါကို what dream လို့ခေါ်ပါတယ်။ဒီပညာကတော့တဘာဝဖြစ်စဉ်လို့နာမည်တက်ထားပေမဲ့ရှေးဟောင်းတန်နာရီထဲမှာဆိုရင်တော့ succubus နဲ့ incubus လို့ခေါ်တဲ့အမောင်နှက်ဆိုးတွေကကျူးကျော်ဝင်ရောက်တာလို့ဖော်ပြထားပါတယ်။သူတို့ကခမ ्या ကိုအိမ်မက်ထဲမှာတာယာမှုတွေပေးတယ်ပျော်ရွှင်မှုတွေပေးတယ်။ဒါပေမဲ့အပြင်မှာတော့ခမ ्या ရဲ့ခန္ဓာကိုယ်တွေကနေပြီးတော့အသက်ဆွမ်းရည်ကိုတဖြည်းဖြည်းစီဆုပ်ယူနေတာပါ။ခမ ्या အိမ်မက်တွေမှတ်ပြီးလှန်နိုးလာတဲ့အချိန်မျိုးမှာခမ ्या ရဲ့ခန္ဓာကိုယ်မှာအညိုမဲဆွဲနေတဲ့အရာတွေချိတ်ရာကုတ်ရာတွေကိုကြုံမှုလားအဲ့လိုကြုံမှုနေပြီဆိုရင်ခင်ဗျားအဲ့ဒါအိမ်မက်မက်နေတာမဟုတ်ပါဘူးသူတို့ ਨੇ အပြင်လောကမှာတကယ်ကိုထိတွေ့နေတာပါဒါကြောင့်ခင်ဗျားအဲ့တဲ့အချိန်မှာခင်ဗျားအိမ်မက်ထဲကိုရောက်လာမယ့်တရားရောက်ကိုသတိထားပါသူတို့ကခင်ဗျားကိုတာယာမှုတွေအချစ်တွေပေးဖို့လာတာမဟုတ်ပါဘူးခင်ဗျားစီကတခုခုကိုတွေ့ယူခြင်းလို့ရောက်လာတာပါ